Hello ရှေ့ရဗီဒီယိုမှာဆိုရင်ကျွန်မက Python ကို install လုပ်တာကိုပြပြီးသွားပြီအခုကကျတော့အဲ့တော့ဒီကျမတို့ Python ကို programming language စရေးတော့မယ်ရေးတဲ့အခါမှာဘာလေးသုံးမလဲ Visual Studio သုံးချင်လဲရတယ် Sublime နဲ့ကြိုက်တဲ့ဟာကိုသုံးလို့ရတယ်ပေါ့နော်ကျွန်မကတော့ Sublime Text လေးကိုသုံးမယ်အဲ့တော့ Sublime Text ကို download လုပ်မယ်ပေါ့နော် download လုပ်ဖို့အတွက်ခုနတိုင်းပဲကျွန်မတို့ browser ကိုသွားမယ် Okay ကြိုက်တဲ့ browser သုံးလို့ရပါနော်အဲ့ browser မှာခုနကတော့ Sublime text လို့ရိုက်မယ် .com ပေါ့နော်ဒါဆိုလို့ရှိရင်သူရဲ့ Sublime Text website ထဲကိုသွားတာပြီးလို့ရှိရင် download for window နှိပ်မယ်ပေါ့နော်အဲဆိုရင် Sublime Text လေးကို download လုပ်နေပြီเนาะကျမရဲ့ setting မှာတော့ Sublime Text ရှိပြီးသားเนาะဒါပေမဲ့ကျမ step by step လေးပြောပြတဲ့အတိုင်းလိုက်လုပ်ပြီးအဆင်ပြေမယ်เนาะ okay so ဒါဆိုလို့ရှိရင်download ပြီးသွားပြီပြီးသွားတဲ့အခါမှာ folder ထဲဝင်လိုက်မယ်ပေါ့နော်ဆိုတော့ပြီးလို့ရှိရင်သူရဲ့ search ပေါ့နော်ဒါလေးကိုတပည့်ကလေးပြီးလို့ရှိရင် brand ပြီး yes ပြီးလို့ရှိရင် next ပြီး install เนาะ install နှိပ်လိုက်ရမယ်เนาะဆိုတော့ကျွန်မကြောင့် install လုပ်ပြီးသားဆိုတော့ install မနှိပ်တော့ဘူးဒီမှာဆို install နှိပ်ပြီးသွားလို့ရှိရင်သူကသူ install လုပ်သွားမယ်နောက်ဆုံးပြီးရင် close ကိုပိတ်လိုက်အောင်မယ်အဲဆိုလို့ရှိရင်တော့ကျွန်မတို့ဒီ Sublime Text လေးကိုinstall လုပ်တာပြီးပြီပေါ့เนาะOkay အဲ့တော့ Sublime Text ကို install လုပ်ပြီးသွားလို့ရှိရင်နောက်ဗီဒီယိုမှာဒါဆို Sublime Text အရာများကျွန်တော်တို့စမ်းကြည့်အောင်เนาะ Sublime Text လေးခေါ်ကြည့်မယ်ဒါဆိုရင်သူရဲ့ဒီ Sublime Text လေးဒါဆိုရပြီ Sublime Text ဒါကျွန်မကအရင်သုံးထားတဲ့ code တွေပေါ့เนาะအဲ့တော့ဒါဆိုရင်ခုနကတော့ Sublime Text F လေးရသွားပြီပေါ့เนาะ Okay ဒါလေးရသွားပြီ Okay ဒါဆိုရင်ကျွန်တော်တို့နောက်ဗီဒီယိုမှာဆိုရင်ဒီ Sublime Text လေးရပြီ Python နဲ့ install လုပ်ပြီးသွားပြီဆိုတော့နောက်ဗီဒီယိုမှာသူ့ရဲ့project လေးစပြီးတော့ဘယ်လို create လုပ်မလဲဆိုတာကိုပြောပြပေးပါမယ် Thank you